ဒါဟိုနေ့ကမျက်နှာချင်းပြီးပြလာတဲ့ဘုံအဲကောင်လည်းအခုပြီးသွားလို့လားပတ်စာတိုက်ပြီးစမ်းကြည့်မှာတာမျက်နှာဘယ်လိုနေထားရှိလဲလို့အမွေးတော်မြေးရသေးဘူးပတ်စာတော့ရှာလို့ကောင်းမယ်လို့5 ပေါက်တန်မှာပဲလာကြိုက်တယ်ခုကဒါ4 ပေါက်လုံးကြီးတော့ထောက်တူ4 ပေါက်ဆိုတော့5 ပေါက်တန်လာကတ်တော့5 ပေါက်တန်လာကတ်တယ်4 ပေါက်တန်လာကတ်တယ်လောလောဆယ်တော့ဒီမှာ5 ပေါက်တန်မှာပဲလာတဲ့နေညာဝိုင်းညနေတော့နည်းနည်းလေးမဆိုတော့လေးပါတာပုံမှန်တော့ကိုပုံမှန်ရှိနေရှိတဲ့မျက်နေတယ်ကိုနည်းနည်းလေးမဆိုတော့လေးပါတာအဲ့တော့မျက်နေပါသွားတယ်ဆိုရင်အဲ့မျက်နေပါသွားတော့ပြန်လုပ်လို့ရနေတယ်တနည်းရှိတာဘာနဲ့ပြန်လုပ်တာလဲကျွန်တော်တစ်စေးထူထူလေးပြန်တုပ်တာအဲ့တော့သူမျက်နေကွက်တိပြန်ကြောက်သွားပါသွားတားရအလုံးလုံးပါသွားတော့မရဘူးပဲအရင်ဗီဒီယိုဖိုင်ကရှိတဲ့တရေအထူလေးနဲ့ဒီဟာလေးနဲ့ကိုဖန်ကိုချင့်ချင်ကြည့်လိုက်အဲ့တော့ခန့်မှန်းကြည့်လိုက်အဲ့ဒါဆိုတော့ရတယ်ဒါဆို4 ပေါက်လုံးတော့မျက်နေပဲနားပါဘယ်တော့အထူလဲဆိုတော့နည်းနည်းခန့်မှန်းလို့ရပြီတော့